အားလုံးပဲမင်္ဂလာပါကပ္ပဦးကျန်းခန်းကြီးနှစ်ကိုအတူတကွဖတ်ရှုဖို့ရန်အတွက်အားလုံးကိုခေါ်ဖိတ်ပါတယ်ထို့သောကောင်းကင်မြေကြီးနှင့်တကွခတ်သိမ်းသောတစားတို့သည်ပြည်စည်းလျက်ရှိကြ၏တသမနေ့ရက်ရောက်လျင်ဖျားသခင်သည်ဖန်ဆင်းတော်မူကိုလက်စားတတ်တော်မူခဲ့ပြီးသည်ဖြစ်၍ဖန်ဆင်းသမျှသောအမှုအရာတို့သည်ပြီးစီးပြီးမှထိုတသမနေ့၌ငြိမ်ဝပ်စွာနေတော်မူ၏ထိုတသမနေ့ကိုဖျားသခင်သည်ကောင်းချီးပေး၍တန်ရှင်းစေတော်မူ၏ကြောင်းမူကားဖန်ဆင်းပြုပြင်တော်မူသောထိုမှုအရာလုံးစုံတို့သည်ပြီးစီးသောကြောင့်ထိုနေ့ရက်၌ငြိမ်ဝပ်စွာနေတော်မူ၏ဤကြောင်းအရာကထာဝရအရှင်ဘုရားသခင်သည်ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းတော်မူသောနေ့ဖန်ဆင်းရာကာလ၌ကောင်းကင်နှင့်မြေကြီး၏မူလအထုပ္ပတ္တိပေသည်မြေ၌လေယာပြိုးပင်မပေါက်မီလေယာ၌စပါးပင်မကြီးပွားမီအပင်ရှိသမျှတို့ကိုဖန်ဆင်းတော်မူ၏ထိုအခါထာဝရအရှင်ဘုရားသခင်သည်မြေပေါ်၌မိုးကိုရွာစေတော်မမူသည်မြေ၌လှုပ်တော်လူလည်းမရှိသေးသည်ဖြစ်၍မြေမှအခိုးအငွေ့ထွက်သည်ဖြင့်မြေတစ်ပြင်လုံးကိုဆိုစေလေ၏ထို့နောက်ထာဝရရှင်ဘုရားသခင်သည်မြေမုံဖြင့်လူကိုဖန်ဆင်း၍သူ၏နှာခေါင်းထဲသို့စီဝါအသက်ကိုမှုတ်တော်မူလျင်လူသည်အသက်ရှင်သောတတဝါဖြစ်လေ၏ထာဝရရှင်ဘုရားသခင်သည်လည်းအရှိမျက်နှာအေဒီရက်၌ဥယျင်ကိုစိုက်ပျိုးပြီးလျင်ဖန်ဆင်းတော်မူသောလူကိုထိုဥယျင်၌နေရာချတော်မူ၏ထိုမြေထဲကအစင်းလာ၍စားဖွယ်ကောင်းသောအပင်မျိုးမျိုးကိုထာဝရရှင်ဘုရားသခင်ပေါက်စီတော်မူ၏ထိုဥယျင်လယ်၌အသက်ပင်လည်းရှိ၏ကောင်းမကောင်းကိုတိကျွမ်းရာပင်လည်းရှိ၏ထိုဥယျင်ကိုဆိုစီလိုသောငါမြစ်သည်အေဒင်ရက်ထဲကစီးထွက်သည်ဖြင့်ဥယျင်ပြင်မှလေးဖြာကွဲ၍မြစ်မလေးသွဲဖြစ်လေ၏ပထမမြစ်ကဖိရှုံအမည်ရှိ၏ထိုမြစ်သည်ရွှေရှိသောဟာဝိလပြည်နားတစ်လျှောက်လုံးကိုစီးသွားလေ၏ထိုပြည်မှဖြစ်သောရွှေသည်ကောင်းလာ၏ပတိလာတစ္ဆေနှင့်ရှဟန်ကြောင့်လည်းရှိ၏ဒုတိယမြစ်ကဂီဟုံအမည်ရှိ၏ထိုမြစ်သည်ကုရှာပြည်နားတစ်လျှောက်လုံးကိုစီးသွားလေ၏တတိယမြစ်ကဟိတဂေလအမည်ရှိ၏ထိုမြစ်သည်အာရှုရိတိုင်းအရှိတို့စီးသွားလေ၏စတုထမြစ်ကဥဖရက်အမည်ရှိ၏ထိုအခါထာဝရရှင်ဘုရားသခင်သည်လူကိုယူ၍အေဒင်ဥယျင်ကိုပြုစုဆောင်ရှောက်စေခြင်းကထားတော်မူ၏ထာဝရရှင်ဘုရားသခင်ကလည်းကောင်းမကောင်းကိုတိကျွမ်းရာပင်မတပါထိုဥယျာဉ်၌ရှိသမျှသောပင်တို့၏အတီးကိုတင်သည်စားရတော်ခွင့်ရှိ၏ထိုပင်၏အတီးကိုကမစားရစားသောနေ့တွင်ဧကံမန်တရားမည်ဟုလူကိုပညတ်ထားတော်မူ၏ထာဝရရှင်ဘုရားသခင်ကလည်းယောက်ျားသည်တယောက်တည်းမနေကသူညစ်တော်သောအထောက်အမကိုသူ့ဖို့ငါလုပ်အောင်မည်ဟုအကြံရှိတော်မူ၏ထာဝရရှင်ဘုရားသခင်သည်မြေတိရစ္ဆာန်တို့နှင့်မိုးကောင်းကင်ငှက်အပေါင်းတို့ကိုမြေဖြင့်ဖန်ဆင်းတော်မူပြီးလျှင်လူသည်အဘယ်သို့ခေါ်ဝေါ်သမုတ်မည်ကိုသိခြင်းကလူရှိရာသို့ဆောင်ခဲ့တော်မူ၏လူသည်လည်းအသက်ရှင်သောတတဝါအပေါင်းတို့ကိုခေါ်ဝေါ်သမုတ်သည့်အတိုင်းနာမည်အသီးသီးရှိကြ၏ထို့သောလူသည်တာရင်အပေါင်းတို့ကို၎င်းမိုးကောင်းကင်ငှက်အပေါင်းတို့ကို၎င်းတာရဲအပေါင်းတို့ကို၎င်းအမိတက်ပေး၍မဲ့လေ၏သို့တော်လည်းလူနှင့်တော်သောအထောက်အမမပေါ်မရှိသေးထိုအခါထာဝရအရှင်ဘုရားသခင်သည်လူကိုကြီးသောအိတ်ချင်းဖြင့်အိတ်စီတော်မူ၍လူသည်အိပ်ပျော်စဉ်နံရိုးတစ်ချောင်းကိုဘုရားသခင်ထုတ်ပြီးလျင်ထိုရိုးအစာအသားကိုစီးဆက်တော်မူ၏
ထာဝရရှင်ဘုရားသခင်သည်လူထဲကထုတ်သောနံရိုးဖြင့်လူမိန်းမကိုဖန်ဆင်း၍လူရှိရာသို့ဆောင်ခဲ့တော်မူ၏လူကလည်းယခုဤသူသည်ငါအယူထဲကအယူငါအသားထဲကအသားဖြစ်၏လူထဲကထုတ်သောကြောင့်သူ့ကိုလူမိန်းမဟုခေါ်ဝေါ်အပ်သည်ဟုဆိုလေ၏ထိုအကြောင်းကြောင့်ယောက်ျားသည်ကိုမိဘကိုစွန့်၍ကိုခင်ပွန်း၌မိဝဲသည်ဖြင့်ထိုသူတို့သည်တသားတကိုယ်တည်းဖြစ်ရလိမ့်မည်ထိုသူလင်မယားနှစ်ဦးတို့သည်အဝတ်မဝတ်ဘဲနေ၍ရှက်ကြောက်ခြင်းနှင့်ကင်းလွတ်ကြ၏ကြားနာတို့ရောက်ခြင်းစီတိုင်းပေါ်မှာဖျားရှင်သာ၍ကောင်းချီးပေးပါစေအာမင်